မျိုးတွေမင်္ဂလာနဲ့ခင်ပါဗျာဒီနေ့က20ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျနေ့ကညနေကတော့ပေါ်ဝလေးခြံထောင်းဆိုပြီးမှဦးဇင်းပြောထားတာရှိပါရဲ့နော်အခုကတော့လူကတော့ကွက်ကြမိုးလို့ပဲဗျကွက်ကြမိုးဆိုတာကဟိုနေရာလေးကွက်ဒီနေရာလေးတွေကွက်ဒီမှာကျွာတဲ့မိုးပေါ့ဗျာနော်PDF ဆိုတာလဲဒါပဲဗျဟိုနေရာလေးနိုင်တာဒီနေရာလေးနိုင်တာနဲ့သူကအဲ့ဒါယူပုံကြီးချဲ့ပြီးတနိုင်ငံလုံးပဲနိုင်တဲ့ပုံစံမျိုးနဲ့ရေးထားဦးစင်ပြောချင်တာကဒီတဲ့သူတို့တက်မလို့ဘယ်တော့မှမနိုင်တော့တက်မလို့နေနေရလဲဘယ်တော့မှရှုံးမှာမဟုတ်တော့ဘာဖြစ်လို့လဲဆိုလို့ခင်ဗျားတို့စဉ်းစားကြည့်ဗျာလင်းနဲ့ဆို9နှစ်ဆယ်ဝင်လာပြောရတော့လင်းနှစ်လုံးလုံးအကြမ်းဖက်လက်နဲ့ကဲကြောင်များစွာနဲ့တက်မတော်ဘူးတက်မတော်ဝိုင်းတိုက်လာကြတာပဲဝိုင်းတိုက်လာကြတာပဲဦးဇင်းတို့ကဘာကျော်ဆရာတော်ရှိပြောဦးတဲ့ဘုန်းကြီးလို့ဆရာတော်နော်အဖက်ဖက်ကတော့ဘုန်းကြီးတို့တမျိုးပြီးတမျိုးဟိုဘက်ဒီတိတ်နေဘုန်းကြီးအနေနဲ့နိုင်ငံရေးရာတွေနဲ့တုံးတက်ပေးပါလားဆိုတော့အေးတဲ့တုံးတက်ဒီတစ်ခါမှတက်မတော်ဘူးတို့တွေမနိုင်တော့ရင်တဲ့ဘယ်တော့မှတက်မတော်မနိုင်ဘူးကွာတဲ့မှန်တယ်ဒီတစ်ခါမှတို့မနိုင်ဘူးတဲ့မနိုင်တော့တက်မတော်ဘယ်တော့မှနိုင်မှာမဟုတ်တော့ညောင်တုံးကောင်တွေရောဝါတွေရောဂမ်ဒီတွေရောဟိုသုံးနေရပဲဗျာ PDF အကြမ်းဖက်တွေဝိုင်းပြီးမှတိုက်ကြတာနိုင်မှမနိုင်တာဘယ်လိုတော့ဘာလို့ဆိုနိုင်ကိုမနိုင်တော့ဘူးဗျာနိုင်ကိုမနိုင်တော့အဲ့တော့ PDF တွေကလည်းမနိုင်မှန်းကိုသိသွားပြီမနိုင်မှန်းသိတဲ့အတွက်ကြောင့်ဘုန်းကြီးပါမရှောင်ပြန်ပြီးဆိုတဲ့အစစ်ပြန်ရွေးခိုင်းတဲ့အစစ်တွေနော်လမ်းကြောင်းမှာပြန်ပြီးဆိုတဲ့ဓမြတိုက်တယ်အချင်းလေးနဲ့မကြီးတဲ့ဘိုးကအချင်းလေးကောင်းမဲ့ဘုန်းကြီးဆိုရဲပြန်ပြီးဆွဲသွားတယ်ပြန်ရွေးခိုင်းတယ်လက်ရှိရွှေဘုံနယ်မှာကြည့်ဗျာဒီဘုန်းကြီးဆိုလို့ရှိရင်နိုင်ငံရေးနဲ့ဆက်ဆက်မှုလည်းမရှိဘူးနော်နိုင်ငံရေးဆက်ဆက်မရှိဘူးအိန္ဒိယနဲ့မြန်မာနိုင်ငံမှာအိန္ဒိယမှာတင်းတုံးပြီးမှတကယ်တာနာပြုနေတဲ့ဘုန်းကြီးဘာကြောင့်သူပြန်ပြီးဆွဲရလဲကားလည်းယူပြီးတော်ပြီလေပတ်စံလည်းယူပြီးတော်ပြီလေဘာလို့ကျင်နေရတော့အသက်ရောရှိသေးလားတော့မမေးရမယ်မိကွန်းဖြစ်နေပြန်နော်တချို့ကတော့လွတ်ပေးတယ်လွတ်မပေးသေးဘူးလွတ်ပေးဆိုယူရတာဦးဇင်းတော့လွတ်မပေးသေးဘူးပဲဦးဇင်းတော့ထင်ပါတယ်ဗျငါအဲ့ဆရာတော်ကိုယ်တိုင်လည်းဘာမှမပြောသေးဘူးလေနော်ဘာမှမပြောသေးဘူးအဲ့တော့တချို့ကပြောတယ်လက်နက်ကင်တစုမို့အကြမ်းဖက်ဓမြတံပေးဆိုအုပ်စုပါလို့ပြော PDF နော်ဘာခါပါအဲ့လိုပဲထည့်ပြောကြကြလားဟိုတချို့လိုက်နေတဲ့ဟိုဟာတွေလည်းပြောချင်တာပါလက်နက်ကင်မို့အကြမ်းဖက်အုပ်စုနော်လက်မတော်ကပဲဘုန်းကြီးကိုပြန်ပြီးဆွဲတာကြားဘူးလေခဲစစ်ဆက်လက်မတော်ကတက်လိုက်လို့ခင်ဗျားတို့ကြားဘူးလားနိုင်ငံရေးနဲ့လူလူနဲ့စัจကျင်ဘက်စူဘူးလို့ရတော့ဖမ်းရရှိရတော့ဖမ်းမှာပေါ့ဗျာဒါလည်းအေးဆေးဆန္ဒပြရတော့ဘယ်သူကဖမ်းမှာလဲလက်မတော်ဒီကြမ်းကြမ်းတမ်းတမ်းနဲ့စပြီးနှိမ်နေတာမရှိဘူးစူပူမှုဖြစ်ပြီးစူပူမှုလုပ်ပြီးဆိုတော့နှိမ်နေကြတာပဲဒါကတော့ဘယ်တက်မတော်တက်တယ်ဘယ်ဆိုးရတက်တယ်လောက်ကြမှာပဲ
တို့အေးကြမ်းကြမ်း2019မှာ2500တပိတ်စကားပါအေးကြမ်းကြမ်းလေးတပိတ်စကားဖွင့်တာတော့မှအကြမ်းဖက်ဖြိုခွေးနေတာပဲလမ်းမော်တော့ဟူမီရှိုဒီမီရှိုဟိုဒီဟိုဆိုင်ရပစ္စည်းဖောက်ဟိုခိုးတာတော့ကတော့တတ်မတော်ကငင်းခံနေပါမလားပြည်သူခေါ်ခင်ဗျားတို့လောက်လာပြီလမ်းမော်မီရှိုကဌာနပြတာကမဟုတ်တာစူပူမှုပြောင်ရမ်းဖက်နေရကြီးလကမလုတ်ဖက်နေပါမလားခင်ဗျားတို့ကဲထားပါဒီချွေဘုံကြီးကိုပြန်ပေးဆိုတော့ဘာကျိုးရှိရလဲအရမ်းဖက်ဒီနော်IUG တို့ CRPH တို့ BBC တို့ RFA တို့ခစ်တေတို့မစ္စည်းမတို့ပြည်ပြက်တွေတရင်လိန်တရင်ညာတွေခင်ဗျားတို့အဲ့ဖုန်းကြီးနဲ့ပတ်သက်ပြီးခင်ဗျားတို့ဘာပြောရလဲဘာပြောရလဲဘာပြောအဲ့ဆရာတော်ဟုတ်လားမြင်လဲမြင်ဖူးလဲဖူးပါဘူးသက်ဆက်မှုလည်းမရှိပါဘူးဒါပဲနဲ့လဲတူဒီဧရိယာနိုင်ငံမှာတော့မှတာရဏအတွက်တာရဏပြုနေရဆိုတကယ်လမ်းမိုးရှိတဲ့ဘုန်းကြီးပဲဆိုတဲ့တွေ့မြင်တဲ့ဦးဇင်းတို့ပြောပြတာဒါလေးလည်းတော့တဘောပေါက်ဖို့လိုတယ်နော်အဲ့ဒီနေရာမှာခရစ်ယာန်ဓမ္မဆရာတယောက်ဖြစ်ကြည့်လိုက်မွတ်စလင်မော်လဝီဆရာတယောက်ဖြစ်ကြည့်လိုက်ဖင်လေကောင်းမထွက်ရင်ကံကောင်း online မှာဖြစ်ချင်အဲ့တော့စကိုင်းတိုင်းမှာရှိတဲ့ပြည်သူများအားလုံးအကြမ်းဖက်တွေကြားမှာနေထိုင်နေတဲ့ပြည်သူများအားလုံးဒါကိုခင်ဗျားတို့သဘောပေါက်ဖို့လိုတယ်သိဖို့လိုတယ်နားလည်ဖို့လိုတယ်ခင်ဗျားတို့ခရစ်ယာန်ဓမ္မဆရာတွေမော်လဝီဆရာတွေအဲ့လိုလာပြန်မေးဆွဲကြည့်လိုက်ကဘာကြီးကလည်းအော်မဟိုကလည်းအော်မချက်ချင်းလည်းငလွတ်ပြရမှာတခုခုချက်ချင်းလည်းငတောင်းမှန်မှာနော်အဲ့တော့ခင်ဗျားတို့စကိုင်းတိုင်းထဲက PDF အကြမ်းဖက်တွေပခါဝအကြမ်းဖက်တွေအဲဒီလျောက်ခံအကြမ်းဖက်တွေဟာဘယ်လောက်ရုံမာတယ်လဲဆိုတာကိုခင်ဗျားတို့သိအောင်ပောက်ကိုတော့ဟုတ်လားပြောပြနေကြီးဖြစ်တယ်အဲ့ဦးစင်ပြောနေတဲ့ຢာတွေတခွန်းချင်းနားထောင်ပါလို့ကျုပ်ပြောချင်ပါတယ်နော်နားထောင်လာတဲ့တေချာစဉ်းစားပါလို့ပြောချင်တယ်ပောက်ကိုတော့ပြောတာမှားလားမှန်လားဟုတ်နိုင်မဟုတ်နိုင်ဖြစ်နိုင်မဖြစ်နိုင်နော်အေးစစ်စစ်နေတဲ့ဘုန်းကြီးတော့မှပြန်မေးဆွဲပြန်ရွေးခိုင်းဓမြတိုက်ဆက်ကြီးကောက်ခင်ဗျားတို့အေးပြည်သူဆိုပူဆိုးတော့တာပေါ့နော်အဲ့တော့အေးချမ်းချမ်းနေကျင်တယ်ငြိမ်းချမ်းချမ်းနေကျင်တယ်ပျော်ပျော်ရွှင်ရွှင်နေကျင်တယ်ပျော်ရွှင်ငြိမ်းချမ်းတော့မိသားစုတွေနဲ့ဖြတ်တန်းကျင်တယ်ကိုယ့်ဟာကိုဟုတ်လားဒီနဲ့ဆိုင်ပြိုးရေးလေးတွေလုပ်ချင်တယ်ဆိုရင်တော့ခင်ဗျားတို့ဒီအကြမ်းဖက်တွေကိုစိုက်ကျင်မှရမယ်ဆိုတာကိုပောက်ကိုတော့ကနေမှဒါတတိပေးခြင်းဖြစ်ပါတယ်ဗျအားလုံးတာပါပဲဗျ